မဲ့ပုံလေးရတော့ကြံကောင်းတဲ့ချက်မှဖြစ်ပါရှင်ဟောရှိတော့မှာတဲ့ကြောင်ဝတ်တာချက်ပါချက်ကလေးလေးရှိတယ်အဲ့မှာကြောင်ကြီးတော့ပါချက်ကလေးတွေစားတယ်ပြောလိုက်တယ်ချက်ပါဒီနေ့မင်းတို့ဘေးမှာအဲ့မှာတော့ပြောတယ်တဲ့တောင်းပေါ်မှာအဲ့မှာတော့ပြောလိုက်တယ်အဲ့ဒီမှာငါတောင်းပေါ်မှာအဲ့ဒီတောင်းပေါ်မှာသွားချတယ်သူအဲ့ဒါလူတို့ကတောင်းအောင်မှာအဲ့ကြလာနောက်နေ့ကျတော့ကြောင်ကြီးကလည်းထက်ပြောပြန်တော့မင်းတို့ဘေးမှာအဲ့မှာတော့ဆိုပြီးတော့အဲ့ဒါနဲ့ချက်ပါကြီးလားတောင်းအောင်တော့အဲ့မှာနိုင်သူတို့ကြောင်ရတယ်တော့ရှာရောကျမရတောင်းအောင်ရတယ်တဲ့အဲ့ကျမနောက်တနေ့ထပ်ပြီးပြန်တော့ကျမရတောင်းအောင်အဲ့မှာလို့လိုက်တယ်အဲ့ကျမတောင်းအောင်ပါရှာရောတဲ့သူတို့ကဘူးဒီကိုကြီးတယ်မှာအဲ့ဒါနဲ့တက်ကိုကြံ့နေတော့တဲ့ကောင်ကမမေတကအီကောက်ချင်လို့ပြောတယ်အပေါင်းနဲ့ပြင်းမကြောက်ရှိတယ်လို့ပြောတယ်အဲ့ဒီကြောင့်ကငါတို့လမ်းချားငါတို့စားကြည့်